အားလုံးပဲမင်္ဂလာပါဒီနေ့စပါစီလေးရဲ့ချက်ပေါင်လေးရဲ့တက်ပြမှာဘာတကားဗီဒီယိုပါရဲ့ဗီဒီယိုလေးပေါ့တက်ပြပါပေါ့နော်သမီးဦးအားသမီးစားဖို့အတွက်လေကြော်စားဖို့အတွက်လဲပေးလိုက်တာပေါ့ပတ်စံလွဲပေးလိုက်တာစားကြည့်ကြမကြည့်တော့จ้ะစားကြည့်ကြကိုစားမယ်ဒီမှာတက်တယ်နော်ဆက်တယ်နှခမ်းနေအောင်ထော်ရတယ်ပဲမမီဦးကမမီချေလောက်ရတပါဆက်တော့သမီးအေးဆက်လိုက်ပြီးသမီးလက်စောမှရတော့မယ်ရတော့မယ်လက်လေးနဲ့စောမယ်စောမယ်အေးဆက်လို့အောင်စားတော့သမီးလေးရဲ့တော့ပဲအမလေရပါလေသမီးနားကျင်နေပြီဘက်ကလည်းနည်းနည်းပြေးတယ်ဆိုတော့နော်တနော်တပါ